只是说现在目前我们只是去勘探的话，现在其实十组都还人挺多的。12到这儿，但是在有一我们先是召集了一些志愿者去搜集，除了我们主要的坍塌点之外的所有的这个坍塌里边的失踪人口，然后我们的幸存者、遇难者，把这个信息给汇总，这样的话就能为后面来的救援力量，他们到底去哪儿，然后每个队伍装备怎么去安排，能有一个提前的一个计划吧，勘察。加油！我们已经开始来急救你们了，希望他们再坚持一下。ကျွန်တော်တို့ကိုဝိုင်းကူညီတဲ့အတွက်ပထမဆုံးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်။ဒုတိယကတော့ကျွန်တော်တို့ပူပေါင်းတဲ့အင်အားတရက်ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေအားလုံးဒီတက်ပို့ပြီးထိထိရောက်ရောက်ကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။